ပြီးခဲ့တဲ့ဗီဒီယိုမှာအာဂျင်တီးနားတို့ကအုပ်စုအဆင့်မှာမက်ထင်မဖဲနဲ့ဆော်ရီကိုရှုံးခဲ့ပေမဲ့မက္ကဆီကိုနယ်ပွဲမှာမက်ဆီရဲ့ဂိုးနဲ့၃မှတ်ပြန်ရပြီးတော့နောက်ဆုံးပိုလန်နယ်ပွဲကိုလည်းနိုင်ခဲ့ပါတယ်။အဲဒီနောက်အုပ်စုအဆင့်ဘိုးနဲ့ပဲတက်ရောက်ခဲ့တဲ့အကြောင်းပြောခဲ့ရတယ်ပေါ့လေ။အခုပြောမှာကတော့ရှုံးထွက်ဆင့်မှာအာဂျင်တီးနားအသင်းဘယ်လိုတစ်ဆင့်ပြီးတစ်ဆင့်တက်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းပါ။အရင်ဆုံးအနေနဲ့16သွင်းဆင့်မှာအာဂျင်တီးနားတွေ့ရမယ့်အသင်းဩစတြေးလျအသင်းပါ။ဒါမှမဟုတ်ပြောချင်တာကမက်ဆီရဲ့ကမ္ဘာ့ဖလားရှုံးထွက်ဆင့်မှာဂိုးမသွင်းမှုသေးပါဘူး။အရင်က၄ချိန်ကန်ခဲ့ဘူးပေမဲ့တစ်ချိန်မှရှုံးထွက်ဆင့်မှာမသွင်းနိုင်ခဲ့ရဘူး။ဒါပေမဲ့မပူပါနဲ့အခု16သွင်းရှုံးထွက်ကစားလို့ကမ္ဘာ့ဖလားပိုလိုဝဲတွေသူပွဲတိုင်းသွင်းတော့မှာပါ။အဲ့တော့16သိန်းရှုံးတော့ကိုပြောတာပေါ့အာဂျင်တီးနားအနေနဲ့ဩစတြေးလျနဲ့တွေ့ရတာဆိုတော့အရင်မခက်ပါဘူးအဲ့လိုပြောလို့လွယ်လွယ်လေးနိုင်ခဲ့တယ်လို့လည်းမထင်ပါနဲ့တေးတစ်ဖေးရင်တစ်ပုံနဲ့ကိုနိုင်ခဲ့တာပါအာဂျင်တီးနားတို့ဥဆောင်ကိုမိနစ်30ကျော်မှရခဲ့တာပါအန်ဆိုရဲ့ဖန်တီးပေးမှုကတစ်ဆင့်အော်ဒါမနီထိပြီးကျလာတဲ့ဘောလုံးကိုမက်ဆီကကန်သွားတာပါမက်ဆီကလည်းအနေငယ်လို့ရှုံးနေတဲ့ကြားပဲကိုသမားရဲ့ညာဘက်ထောင်းတွေကိုကန်သွင်းပြီးတော့အာဂျင်တီးနားကိုဥဆောင်စေခဲ့ပါတယ်ပထမတစ်ပိုင်းကတော့မက်ဆီရဲ့တကူနဲ့ပဲပွဲရခက်အေးပြီးသွားခဲ့ပါတယ်မက်ဆီလည်းကမ္ဘာ့ဖလားရှုံးတဲ့အဆင့်ကိုမသွင်းဘူးဆိုတဲ့ပြောစရာလည်းလွတ်သွားခဲ့တာပေါ့လေဒုတိယပိုင်းရောက်တော့လည်းအာဂျင်တီးနားပဲအသာစီးနေပါဒီလိုနဲ့56မိနစ်ရောက်မှာပဲဩစတြေးလျကိုသမားရဲ့အမားအနေနဲ့ဆင်မြဲ Everett ကနေဒုတိယဦးဆောင်ကိုသွင်းပေးခဲ့ပါတယ်။မိနစ်60မပြည့်ခင်မှာပဲပွဲရပြီးတော့ဖြစ်သွားပါပြီ။ခြေစွမ်းကလည်းကိုကရတယ်နှစ်ခုပြည့်ဆိုတော့ဩစတြေးလျအနေနဲ့ကမ်းပတ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူး။64မိနစ်မှာလည်းမက်ဆီကကွင်းလေကနေအေရီယာထိပ်တီကိုတယောက်ထဲနဲ့တစ်ဖက်ကစားသမားတွေကိုကြော်ဖြတ်ပြီးလာခဲ့တာပါ။ဒါပေမဲ့ကိုတော့မရလိုက်ပါဘူး။ဒါပေမဲ့မက်ဆီကဘယ်လိုကစားသမားလဲဆိုတာမျက်ဝါးထင်တွေ့မြင်ခဲ့ရတာပါ။အသက်ကလည်း35ဖြစ်ပြီမလို့အရင်လိုမျိုးဘောလုံးတော့ကိုမီမလိုက်နိုင်တော့လက်ခံရပါမယ်။အရင်လို20ကျော်လေးတာဆိုတော့အဲလုံးကကူးသွားနိုင်ပါတယ်။ဒီလိုနဲ့အာဂျင်တီးနားအသင်းကအဖက်ဖက်ကနေတာနေပြီမဲ့လည်းမိနစ်86ရောက်မှာတော့ဩစတြေးလျအသင်းရဲ့ကန်ချက်ကအန်ဆိုနဲ့ထီပြီးလမ်းကြောင်းပြောင်းပြီးကိုဝင်သွားခဲ့ပါတယ်မထင်မှတ်လိုက်ပဲနဲ့အာဂျင်တီးနားတို့ခြေပြကိုပေးလိုက်ရတာပါခြေပြကိုရခြင်းမဲ့ဩစတြေးလျအသင်းနဲ့ဇက်တိုက်ကိုတိုက်စစ်ဆင်မှာတော့တယ်မိနစ်80မှာလည်းဩစတြေးလျအသင်းတိုက်စစ်ကအာဂျင်တီးနားနောက်ခံလူတွေကြော်ဖြတ်ပြီးတော့ဂိုးသွင်းမှုလုပ်ခဲ့ပေမဲ့လက်ဆန်ဒရိုမာတီနက်ရဲ့ဖြစ်တော်မူကြောင့်နှစ်ကူးစီတည်မကြခဲ့တာပါလက်ဆန်ဒရိုမာတီနက်ကအခုလက်ရှိမိုင်းမှာကစားနေတာပါနှစ်ကူကိုဖြစ်နေတဲ့အတွက်အာဂျင်တီးနားလည်းဂိုးပြန်ရဖို့တိုက်စစ်ဆင်ခဲ့ရမှာတော့88မိနစ်ရောက်မှာမက်ဆီကလော်တာရိုမာတီနက်ကိုအပိုင်ခွင့်ပေးခဲ့ပေမဲ့မိုးပေါ်ထောင်ကန်တဲ့အတွက်ဂိုးတော့မရလိုက်တော့ပါဘူးအခုမိုးပေါ်ထောင်ကန်လိုက်တဲ့မာတီနက်ကအင်နာမီလန်ပါဒီလိုနဲ့ပွဲချိန်90ပြီလို့ချိန်ပို9မိနစ်ပေးခဲ့ပြီးတော့93မိနစ်မှာမက်ဆီကဩစတြေးလျနောက်ကလန်3လောက်ကိုကြော်ဖြတ်ပြီးကန်သွင်းခဲ့ပေမဲ့လည်းတိုင်ပြီးနားနေကြော်သွားတဲ့ဂိုးလုံးပေါ်ဖြစ်သွားပါတယ်အဲနောက်ပွဲပြီးကနေ96မိနစ်မှာတော့ဩစတြေးလျနောက်ဆုံးခွင့်ယူရခဲ့ပါတယ်တကယ်လို့ခွင့်ရတာရယူနိုင်ခဲ့လို့ရှိရင်ဩစတြေးလျအသင်းချိန်ပိုကန်ခွင့်ရပါပြီဒါပေမဲ့လည်းအာဂျင်တီးနားကိုသမားအီမီလီယာနိုမာတီနာရဲ့လက်ဆန်းပြကာကွယ်မှုကြောင့်အာဂျင်တီးနားတို့ကန်ကောင်းသွားခဲ့ပါတယ်ချိန်ပိုလည်းပြည့်တယ်ဖြစ်တဲ့အာဂျင်တီးနားအသင်းကကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်ဒီပွဲမှာတော့မက်ဆီကအကောင်းဆုံးကစားသမားဆုရခဲ့ပြီးတော့ဘာလို့ရလဲဆိုတာထွေထူးပြောကြတော့ရှိမှမထင်ပါဘူးကွာတာဖိုင်နယ်မှာတွေ့ရမှာနယ်သာလန်နဲ့ပါဒီပွဲနေ့ကျင်းပါတယ်ကျင်းရတဲ့အကြောင်းရင်းလည်းရှိပါတယ်ဘာလို့လဲဆိုတော့နယ်သာလန်နီးပြပန်ကအာဂျင်တီးနားနဲ့ပွဲမတိုင်ခင်မှာမက်ဆီကဘောလုံးဆုံးချုပ်ပန်နောက်တန်းဆင်းမှုကူတာဖြစ်လို့သူတို့က10ရောက်17ရောက်ကမ်းမှာဖြစ်ကြောင်းသူတို့ AC ပဲနိုင်ယူနိုင်ကြောင်းတွေပြောခဲ့ပါတယ်နောက်ပြီးတော့2014တုန်းကလည်းအာဂျင်တီးနားနဲ့နယ်သာလန်တို့ကဆီမီဖိုင်နယ်မှာတွေ့ခဲ့ပြီးတော့အဲတုန်းကလည်းနယ်သာလန်နီးပြပန်ဟာပါပဲ2014တုန်းကလည်းမက်ဆီကိုလုံးဝလှုပ်မရအောင်သူတို့ထိန်းချုပ်နိုင်ခဲ့ကြောင်းနဲ့ပင်နယ်တီဆုံးဖြတ်ကြောင်းသာရှုံးနေခဲ့တာဒီတိုင်းဆိုအာဂျင်တီးနားကိုနိုင်ကြောင်းတွေပြောခဲ့တာပါဒါကြောင့်လည်းအာဂျင်တီးနားနဲ့မက်ဆီတို့ကအတော်လေးဆေးဆိုးသွားတယ်ထင်ပါတယ်ပြောရရင်တော့2014ရှုံးကြီးဆက်ချင်နေတဲ့နယ်သာလန်နဲ့မက်ဆီကိုစော်ကားပြောဆိုထားလို့ဆိုပြီးတော့တင်းနေတဲ့အာဂျင်တီးနားအသင်းပေါ့လေဒါဆိုအာဂျင်တီးနားနဲ့နယ်သာလန်ပွဲအကြောင်းပြောတာပေါ့ပွဲစားပါပြီဆိုကြတဲ့အာဂျင်တီးနားကပဲတောက်လျှောက်တိုက်စစ်ဆင်နေခဲ့တာပါဒီလိုနဲ့34မိနစ်ရောက်မှာတော့မက်ဆီကဂိုးရတဲ့ကိုပြေးဝင်သွားတဲ့မိုလီနာရဲ့ခြေထောက်တွေကိုဘောလုံးကွက်တီမြော့ထုတ်ပြလိုက်တာပါမိုလီနာလည်းရတဲ့ခွင့်ယူကိုဂိုးဖြစ်ပြောင်းလဲလိုက်ပြီးတော့အာဂျင်တီးနားကိုဦးဆောင်စေခဲ့ပါတယ်ဘယ်နှချိန်ပြန်ကြည့်ကြည့်ကိုလှပလွန်ပြီးတော့ထူးဆန်းတဲ့ဖန်တီးမှုပါနယ်သာလန်ကစားသမား6ယောက်ကြားမိုလီနာရှိကိုဘောလုံးလန့်ထုတ်ပြလိုက်တဲ့ရက်တကယ်ကိုတက်ရက်လွန်ပြီးတော့ကြည့်နေတဲ့ကျွန်တော်တော့အံ့ဩသွားခဲ့တာပါအဲနောက်ပွဲချိန်40လောက်ရောက်မှာတော့ပွဲကဆူလာပြီးတော့တယောက်တစ်လက်စီလူတွေချကုန်ပါပြီပထမပိုင်းကတော့နယ်သာလန်အနေနဲ့ဖြစ်ဖြစ်မှန်မှန်ကဂိုးပေါက်ချင်းချောင်းနိုင်တာမရှိတဲ့အတွက်ဂိုးမရှိနေပဲအာဂျင်တီးနားပထမပိုင်းကိုဦးဆောင်ထားပါတယ်ဒုတိယပိုင်းမှာတော့အစာပိုင်းကဘောလုံးဟိုရောက်တယောက်နဲ့ပဲအချိန်ကုန်နေပြီးတော့ရေကုန်စရာစလို့မက်ဆီရဲ့ဖီကစ်တလုံးလောက်ပဲရှိတာပါအဲလိုနဲ့မိနစ်90ရောက်မှာတော့အာဂျင်တီးနားတို့ပင်ရသွားခဲ့ပြီးတော့မက်ဆီကပဲဒုတိယဦးဆောင်ကိုသွင်းပေးခဲ့ပါတယ်ကိုသွင်းပြီးနောက်မှာတော့မက်ဆီကနေရွက်နှစ်ဖက်ကိုလက်နောက်ကားပြီးတော့ဘာပြောလဲမကြောက်ဘူးပြန်ပြောစမ်းဆိုတဲ့ပုံစံမျိုးနဲ့နယ်သာလန်နီးပြပန်းရှိမှအောင်မွေးခံခဲ့ပါတယ်နှစ်ကူးတာနဲ့အာဂျင်တီးနားရဲ့မိနစ်80လောက်ထိကိုဦးဆောင်ထားခဲ့မယ်ပွဲရဒီမှာမပြီးသေးပါဘူး82မိနစ်မှာပဲဝါဟော့ရဲ့ကောင်းတဲ့ဂိုးနဲ့ပဲနယ်သာလန်တို့ခြေပါကိုရသွားခဲ့ပြီးတော့ပွဲရပြန်ပြီးဆူလာခဲ့ပါတယ်ခြေပါကိုရပြီးတော့ဘောဝဲပြင်ရံပွဲပါကြည့်ကြတိုးလာခဲ့တာပေါ့လေအာဂျင်တီးနားကွင်းလေလူပါရီတက်ကနယ်သာလန်ကစားသမားဒီယောင်းနဲ့အကန်ဂျူနဲ့ဆင်းဖြတ်တော့ပြီးကျလာတဲ့ဘောလုံးနယ်သာလန်ရန်ကုန်တော့ရွေချက်ရှိကန်ခဲ့တာပါအဲ့နောက်မှာတော့ရိုးသေးတွေဖြစ်မင်းပါကောင်နဲ့ငါးပါကောင်နဲ့မေဂျာနဲ့မက်ဆီကလည်းအကုန်ဝင်ဖြစ်တာပေါ့လေမက်ဆီကလည်းပွဲမစခင်ကတည်းကတင်းနေတာဆိုတော့လေလူမိုက်တွေကိုဖြစ်တော့တာပါပဲအဲ့မှာရန်နေဖြစ်တာတွေတော့ကြာသွားခဲ့ပါတယ်ဟော်ဝါကတ်တွေကလည်းဘလူးတွေကိုပြန်လို့ပါပဲအဲ့ရမွေးကြောင့်ချိန်ပွဲ10မိနစ်ထိကိုပြီးခဲ့လိုက်ရတာပါပွဲပြီးဖို့စက္ကန့်ပိုင်းလို့69မိနစ်မှာပဲအာဂျင်တီးနားအသင်းပြတ်တယ်မော်ပေးလိုက်ရပါတယ်နယ်သာလန်အတွက်တော့နောက်ဆုံးခွင့်ရပါဒါပေမဲ့အဲ့ပြတဲ့ဘောကနေပဲဘလူးကြီးမှမသိဘူးခြေပါကိုပေးလိုက်ရတာပါတကယ်ဘလူးကြီးမှမသိတာပါဒီတိုင်းမျိုးထုတ်လိုက်တာကြီးကိုဝါခေါ်ကဒီတိုင်းပဲကိုးသွင်းသွားခဲ့တာပါဘာမှမဆိုင်မဲ့ခြေပါကိုပေးလိုက်ရပြီးတော့ဘာမှမဆိုင်မဲ့နဲ့မိနစ်80ဒီနှစ်ကိုးတာနဲ့ချိန်ပိုသွားရပါတော့မယ်
အာဂျင်တီးနားပရိသတ်တွေရင်းနဲ့ဘယ်လိုခံစားလဲဆိုတာမျက်နှာပြကြည့်လိုက်ပါကိုရိုင်းလေးအကူပေးလေးကတော့တော်လေးကိုစိတ်ညစ်သွားခဲ့တာပါသက်သက်မဲ့အရှင်ပုံမှာရှုံးရထွက်ရမယ်ပင်ရီဆိုတာလဲ90ဆိုတော့တိတ်မသေးကြပါဘူးမက်ဆီကလည်းအစာပိုင်းတော့လှုပ်လှုပ်ရှားရှားမပြေးနိုင်တော့တာမယုံနိုင်တော့တာကြည့်နေသူဆိုသိပါတယ်သူကိုရိုင်းလေးကိုရတဲ့ထိုင်ဆောင်ပြီးကိုစင်းနာမျိုးတိတ်မရှိပဲ playmaker သဘောဆော့တော့အကြောင်းလေးပါပါတယ်ဒါကြောင့်အသက်ရစကားပြောတယ်ပဲပြောရမှာပေါ့ကိုရိုင်းလေးမက်ဆီဖန်ဆိုပေမဲ့အပွဲမှာမိနစ်90နောက်ပိုင်းမက်ဆီနဲ့ကြာသွားခဲ့တာပါဒါကြောင့်လည်းအချိန်ပုံမသွားကျင်တာပါဘာပဲဖြစ်ဖြစ်2-9စီတည်ဆိုတော့လည်းအချိန်ပုံဆက်သွားတာပေါ့အချိန်ပုံမိနစ်30မှာတော့အာဂျင်တီးနားနိုင်မယ်ထင်ပေမဲ့လည်းတောက်လျှောက်ကိုတိုက်စစ်ဆင်နေခဲ့တာပါမက်ဆီကလည်းတောက်လျှောက်ကိုဖန်တီးမှုပြုလုပ်ပေးခဲ့ပေမဲ့ကိုကတော့မရပါဘူးသူကိုယ်တိုင်လည်းမောပန်းနေပြီဆိုတာမြင်နေရပါတယ်ပေါ်ပြူကန်ဒီ120မိနစ်မှာအန်ဆိုကိုင်းတဲ့အလုံးက9ရောက်ဖို့တော်လေးနီးစက်ခဲ့ပေမဲ့တိုင်ထိသွားကြောင်း2-9စီတည်နေပဲပင်နတီကန်မှုဖြစ်လာတာပါပဲဒီပွဲမှာမဖြစ်မနေချီတူရမှာတော့အာဂျင်တီးနားကိုသမားမာတီနက်ပါသူကပင်နတီ2ချိန်ဆက်ကိုကပဲခဲ့တာပါပင်နတီမှာနယ်သာလန်စကန်ခဲ့တာဖြစ်ပြီးတော့ဘန်တိုက်ကန်သွင်းခဲ့ပြီးမာတီနက်ကပို့ထုတ်နိုင်ခဲ့ပါတယ်အာဂျင်တီးနားလက်မှာတော့အသင်းကောင်းဆောင်မက်ဆီအသာရပဲသွင်းသွားခဲ့ပါတယ်။အဲ့နောက်နယ်သာလန်တို့ဒုတိယလုံးကန်ခဲ့ပေမဲ့ဒီတစ်ခါမှလည်းမာရီနက်ကပို့ထုတ်လိုက်ပြန်ပါတယ်။အာဂျင်တီးနားဘက်ကဒုတိယပင်နယ်တီကိုပါရီတက်ကကန်သွင်းရမှာလဲဂိုးရဲ့အတွက်ကြောင့်2-9တန်နဲ့အာဂျင်တီးနားတို့ဥဆောင်ထားနိုင်ပါပြီ။တတိယမြောက်ပင်နယ်တီမှာတော့နယ်သာလန်9ရသွားခဲ့ပြီးတော့အာဂျင်တီးနားဘက်ကလည်းမိုလီနာ9အောင်သွင်းမိခဲ့တာမို့အာဂျင်တီးနားတို့နောက်တစ်ခုနိုင်တာနဲ့နိုင်ပါပြီ။ဒီလိုနဲ့စတုတ္ထမြောက်ပင်နယ်တီမှာလည်းနယ်သာလန်နောက်တစ်ခုထပ်ရခဲ့ပါတယ်။ဒါပေမဲ့အာဂျင်တီးနားဘက်ကအန်ဆိုကန်သွင်းတာ9ဝင်တဲ့အတွက်ကြောင့်အာဂျင်တီးနားတို့မနိုင်သေးပါဘူး။၅ချိန်မြောက်ပင်နယ်တီမှာလည်းနယ်သာလန်9ဝင်တဲ့အတွက်3-9စီတည်ကြနေပါပြီဒါပေမဲ့အာဂျင်တီးနားနောက်ဆုံးပင်တစ်လုံးဝင်တော့နယ်သာလန်ရှုံးမှာပါအာဂျင်တီးနားရဲ့နောက်ဆုံးပင်တွေတော့လော်တာရိုမာတီနက်ကပဲအမားရုံးရှိ9ဝင်အောင်ကန်လိုက်တာမို့အာဂျင်တီးနားတို့ကဆီမီဖိုင်နယ်ကိုတက်လန်းနိုင်ခဲ့ပြီးတော့ဘန်ဟာရဲ့နယ်သာလန်လည်း2014ရောလိုပဲပင်ရီဆုံးဖြတ်နဲ့အရှုံးပေးလိုက်ပြန်ပါပဲအာဂျင်တီးနားနိုင်တော့တဲ့အချိန်မှာတော့အသင်းသားအလုံးအောင်ပွဲခံနေကြပေမဲ့မက်ဆီကတော့ပင်ရီနှလုံးစက်တဲ့ကာဝယ်ပေးခဲ့တဲ့ကိုသမားမာရီနက်စီပြေးပြီးကွန်ပျူပေးခဲ့ပါတယ်ဘောလုံးမွေးကတော့ပြီးသွားပါပြီအာဂျင်တီးနားတို့နောက်တစ်ဆင့်တက်သွားပြီးတော့မက်ဆီကိုအင်တာဗျူးနေစဉ်ဝါဟောလာကြည့်နေလို့ဘာကြည့်နေရလဲစာယူလေးလိုက်တော့ဆိုပြီးတော့ပြောလိုက်ခဲ့တာဒီBueno, Leo, quedaste un poco caliente por el final. ¿Qué mira, bobo? Anda para allá, bobo. Anda para allá. Tranquilo. နယ်သာလန်အနေနဲ့လည်းတကယ်ကိုကောင်းနေဆိုပေမဲ့လည်းအာဂျင်တီးနားလောက်မကောင်းတာတော့အမှန်ပါပဲ။ဘာပဲဖြစ်ဖြစ်တကယ်ကိုမြန်နေပွဲကိုကြည့်ခဲ့တာမို့တန်ပါတယ်။အမှန်ဆိုပွဲရဲ့အလောက်ကျမ်းမှာမဟုတ်ပေမဲ့ဘန်ဟာရဲ့ပွဲမစခင်မက်ဆီကိုဝေဖန်ပြောဆိုရနေဘောပွဲရောင်ပွဲကိုကြည့်လိုက်ရတာပါ။ဒီပွဲရဲ့အကောင်းဆုံးဆုရှင်ကတော့တကူသွင်းတကူဖန်တီးခဲ့တဲ့မက်ဆီယာပဲရရှိခဲ့ပါတယ်။ဒီမှာပြောချင်တာက9ပန်တီယွန်သွင်းရုံနဲ့မဟုတ်ဘဲအပိုင်းခွင့်ရေးတွေလင်းခောက်တာတွေပွဲကိုထိန်းချုပ်ပြရရောကြောင်းလည်းအကောင်းဆုံးသိရသွားတာပါ။ဒီလိုနဲ့အာဂျင်တီးနားတို့ဆီမီဖိုင်နယ်မှာခရိုအေးရှားနဲ့တွေ့ရမှာဖြစ်ပြီးတော့အိုင်နော်ကမ္ဘာ့ဖလားဖိုင်နယ်ကိုရောက်ပါဘူး။ကဲဒီဗီဒီယိုတော့ဒီလောက်ပါပဲ။ကျန်တဲ့ဆီမီဖိုင်နယ်နဲ့ပိုလိုဝဲတော့နောက်ထပ်ဗီဒီယိုတစ်ပုတ်လောက်ပြီးတင်ပြလိုက်ပါမယ်။ခုတော့ဒီလောက်ပါပဲ။ဒါပါပဲ။ Anda para allá, bobo. Anda para allá.